Hello, mình màကျွန်တော်ကတော့ကြည့်ပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဗီဒီယို app တက်ပြီးတော့ဘယ်လိုတင်ရမလဲဆိုတာကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်အခုအရင်ဆုံးကျွန်တော်ဒီ UCAT ဆိုတော့အလေကအပေါင်းလေးကိုနှိပ်လိုက်နော်အခုနောက်ပြအပေါ်သမားဟာလေးကိုနှိပ်လိုက်okay ကျွန်တော်ဒါအပေါင်းလေးပါနော်အပေါင်းလေးရှိတယ်အပေါင်းလေးကိုပဲနှိပ်ကြမယ်အပေါင်းလေးအပေါ်ဆုံးဟာနှိပ်လိုက်ကျွန်တော်ကဒီနှိပ်ပေါ်တော့ကျွန်တော်ဒီလိုပေါ်လာလိမ့်မယ်နော်ကျွန်တော်ကဲအခုဒီကတော့ကျွန်တော်ကြိုက်တဲ့ဗီဒီယိုရေးမယ်ပေါ့နော်ကိုကြိုက်တဲ့ဗီဒီယိုကိုရွေးမယ်โอเคကျွန်တော်ကတော့ဗီဒီယိုတင်ပြီးတော့ကျွန်တော်ပြန်ပြပြမှာပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရလဲတော့တင်ရင်တဲ့ဗီဒီယိုကိုတင်လိုက်ပေါ့နော်โอเคဘူလာမင်းမောင်ကျွန်တော်တင်ခိုင်းထားတဲ့တယောက်ဗျာဘူလာမင်းမောင်ကြီးကျွန်တော်တင်ပေးလိုက်မယ်ပေါ့နော်ဒီကကျွန်တော်ဒီထဲမှာနှိပ်ပြီးစကားပြောရတာပေါ့နော်โอเคပေါ့နော်ဒါရောကျွန်တော်ဒီကျွန်တော်ဒီမင်္ဂလာပါတော့ဒီလိုမျိုးအတန်ဒီကနေလူရတယ်ပေါ့နော်ဒီမှာကျွန်တော်ကြိုက်တဲ့လူကိုရွေးလို့ရတယ်သူကတကယ်လို့ကျွန်တော်အတန်တစ်ခုခုလည်းပြောင်းလို့ရတယ်ကိုကမင်းခလေးလေးတန်ပြောင်းရင်ခလေးလေးတန်ပြောင်းရင်နောက်ပြီးဒီလိုမျိုးဗျာဘေးသားအထားလေးနေလိုက်ကျွန်တော်နေလိုက်ဗျာနော်အဲ့ဒီကျွန်တော်ပြရဗျာဒီကိုမလူချင်းတဲ့အပိုင်းတွေကိုဖြတ်လို့ရတယ်အဲ့တော့အမိုက်ပုံးလေးကိုနှိပ်လိုက်ဘယ်လိုနှိပ်ကြလဲဒီလိုပြသွားတယ်အဲ့လိုကြီးမကြိုက်ဘူးဆိုရင်ဒီထဲမှာရွေးလို့ရအဲ့ဒီအကြောင်းလေးကိုနှိပ်လိုက်အချောင်းလေးကိုနှိပ်လိုက်အမှဒီလိုကိုကြိုက်တဲ့ပုံစံမျိုးရွေးရှယ်ပြီးတော့တုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတုံးပြီးတော့လောက်ရကြဆိုတော့မလိုအပ်ပင်တော့ဗျာမမိုက်တဲ့ဆိုတော့ကိုဖြတ်သွားလို့ဗျာချော့သွားတာဒါမှမဟုတ်ရင်ဒီကိစ္စရှိလို့ပြတော့တာအပိုင်းတွေကိုကျွန်တော်တို့ဖြတ်လို့ရတယ်ပေါ့နော်အဲ့ဒါတော့တကယ်သုံးဝင်တယ်ဒါကတော့ကျွန်တော်ဒီကင်မရာပေါ့နော်ဒီကင်မရာအဲ့ဒီပုံစံကိုရွှေ့လို့ရတယ်ဒါလို့ကျွန်တော်ဆော့တဲ့ခလုတ်တွေကိုမပေါ်စေချင်ဘူးဆိုရင်ကျွန်တော်ကအဲ့ဒီပိုင်းတွေကိုဖြတ်ထားလို့ရတယ်ပေါ့ဒါကတော့ကျွန်တော်ပြင်ရွှေ့လို့ရပါတယ်ကဲ bro အဲ့ဒီအပိုင်းတွေကိုလော်ဒီပိုင်းပြမှာကျွန်တော်ဒီဗီဒီယိုပြင်ကြည့်လိုက်ပါတော့ကျွန်တော်နှိပ်တာပိုင်းလေးနေလိုက်နော်လို့ပွားဆိုကျွန်တော်ဒီအပေါ်ဆုံးဟာလေးဝင်လိုက်မယ်နှစ်ချက်နှိပ်လိုက်ပါနော်စုံတော့မနှိပ်နဲ့တစ်ချက်နောက်ပြန်နှစ်ချက်နဲ့ပေါ်လာလို့ခုနနှိပ်ရတဲ့ကျွန်တော်အကြောင်းလေးပေါ်လာရင်နောက်ထပ်နှိပ်ပါနော်ဒါကြီးကကျွန်တော်စောင့်ရသေးတယ်ဗျစောင့်လိုက်အောင်ကဲစောင့်မျိုးကြီးတော်ကြာသွားရထွက်လိုက်ထွက်ကျွန်တော် YouTube လေးပြန်ဝင်မယ်အောက်ကအပေါင်းလေးကိုနှိပ်မယ်အဲ့ဒါအဲ့လိုပေါ်လာမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဘာမှမလုပ်သေးရတဲ့ဒီတဲ့ဘာမှမလုပ်ရဒီတဲ့အတွက်လို့ပေါ်လာမှာပေါ့နော်โอเคဒီလိုပေါ်လာတဲ့အချိန်ကျရင်ကျွန်တော်ဒီတောင်းဆုံးဘီနာတောင်းဆုံးလေးမှာရှိတဲ့ဗီဒီယိုနှိပ်မယ်ကျွန်တော်ကဗီဒီယိုပါတင်ပြီးသားတော့ဗျာဒီလိုမျိုးပေါ်နေတယ်ကျွန်တော်ကြိုက်တဲ့ဗီဒီယိုရွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်အပေါ်ဆုံးကဟာလေးကိုနှိပ်လိုက်မယ်ဒီအဲ့ဗီဒီယိုမဟုတ်ဘူးနော်အဲ့ဒီအော်ပေါ်တော့ဟာလေးအဲ့အကွင်းလေးကိုနှိပ်လိုက်ကျွန်တော်ကြိုက်တဲ့ဗီဒီယိုရွေးလိုက်မယ်ခုနအဲ့ဒါကျွန်တော်ကြိုက်တဲ့ဗီဒီယိုရှောက်ရွေးရတယ်မှာဘယ်လိုတော့ကြိုက်တဲ့ဗီဒီယိုဥပဒါယူရနောက်တက်ကြီးလေးရပါလိမ့်မယ်ကျွန်တော်အဲ့နားလေးမှာနှိပ်လိုက်အဲ့ဒါစာရိုက်လို့ရတယ်အဲ့နားမှာစာရိုက်ရမယ်နောက်ကျရင်အမကျွန်တော်အစားရိုက်ပြမယ်ဒီလိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးရိုက်လိုက်ပြီကျွန်တော်ဆိုရအဲ့လိုမျိုးရိုက်လိုက်ပြီဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကအောက်မှာအလိုဒီပုံနော်ပုံထည့်တာကျွန်တော်ကြိုက်တဲ့ဒီဗီပုံလေးကိုယူလိုက်မယ်အဲ့ဒီဗီပုံလေးကိုနှိပ်လိုက်ကဲဒီလိုမျိုးလေးပေါ်လာရင်နော်ကျွန်တော်ရဲ့ဗီဒီယိုပုံလေးကဒီပုံလေးဖြစ်တော့မှဖြစ်ပါရဲ့ကျွန်တော်ဗီဒီယိုလေးဘယ်လိုလုပ်လဲဆိုတော့အဲ့လိုပါကျွန်တော်အဲ့ဒီပုံလေးထည့်ပြတော့ကျွန်တော်ဘယ်လိုတင်ရမလဲဆိုတော့ကျွန်တော်ဒီအောက်ဆုံးမှာပေါ့နော်ဒီအမဲအကြောင်းလေးကိုနှိပ်လိုက်အဲ့အကြောင်းလေးကိုနှိပ်ရမှာပေါ့နော်နောက်ပြန်ကျွန်တော် yes နဲ့ no နဲ့ပေါ်လာလိမ့်မယ်ကျွန်တော်ကတော့ yes ကိုပဲနှိပ်လိုက်မယ်ကဲ okay ကျွန်တော်ဒီလိုပေါ်လာပြီငါတော့ဒေါင်းလို့ဆွဲတာစောင့်လိုက်ပါကျွန်တော်ကတော့အဲ့ဗီဒီယိုတင်မှာမဟုတ်တဲ့အတွက်ထွက်လိုက်ပါပြီကဲဒါကတော့ကျွန်တော်တင်ပေးလိုက်ပါပြီပေါ့နော်
bye bye